မေလာလီရဲ့ Star Wars Day ရုပ်ရှင်ချစ်သူတွေရဲ့နှလုံးသားထဲမှာအထူးနေရာယူထားတဲ့နေ့တစ်နေ့ပါကျမတို့ပရိသတ်တွေအတွက်ဒီနေ့က Star Wars Day ဖြစ်ပါတယ် May the 4th be with you ဆိုတဲ့စကားဆိုလေးကနေဆင်းသက်လာတဲ့ဒီနေ့လေးမှာဝေးလံတဲ့ Galaxy တစ်ခုရဲ့စွန့်စားခန်းတွေသူရဲခေါင်းတွေနဲ့ villain တွေအကြောင်းပြန်လည်အမှတ်ရကြပါတယ်ဒီနေ့ဟာရိုးရှင်းတဲ့နှုတ်ဆက်စကားလေးတစ်ခုကနေကဘာအနှံ့ကပရိသတ်တွေကိုတစုတစည်းတည်းဖြစ်စေခဲ့ယဉ်ကျေးမှုဆိုင်ရာဖြစ်ရတစ်ခုဖြစ်လာခဲ့တာပါကျမတို့ငယ်စဉ်ကတည်းကစိတ်ကူးရင်ခဲ့ရတဲ့ချက်တိုင်းတွေစစ်သည်တော်တွေနဲ့သူတို့ရဲ့အလင်းသားတိုက်ပွဲတွေဟာအခုချိန်ထိရင်ခွင်စရာကောင်းတော့ပါတယ်ဒီနေ့မှာကဘာတဝင်းလုံးကပရိသတ်တွေဟာသူတို့ရဲ့အကြိုက်ဆုံး Star Wars အကောင့်တွေဖြစ်ဝတ်ဆင်ပြီးရုပ်ရှင်တွေကိုပြန်ကြည့်ကြကဂိမ်းတွေကစားကြပါတယ်Star Wars ရဲ့လွှမ်းမိုးမှုဟာရုပ်ရှင်နယ်ပယ်ကိုကျော်လွန်သည့်စာပေဂီတအနုပညာနဲ့နည်းပညာနယ်ပယ်တွေထိကျယ်ပြန့်ခဲ့ပါတယ်။ကြက်တိုင်းတို့ရဲ့တသနာတွေဓားပြတွေရဲ့စွန့်စားခန်းတွေနဲ့ fashion design တွေဟာခေတ်အဆက်ဆက်လူငယ်တွေရဲ့စိတ်ကူးစိတ်သန်းတွေကိုလုံဆော်ပေးခဲ့ပါတယ်။ကျမတို့ဟာ Star Wars ကနေတင်ကောင်းခြင်းနဲ့ဆိုခြင်းချစ်ခြင်းနဲ့မုန်းခြင်းအလင်းနဲ့အမောင်တို့ရဲ့ထာဝရတိုက်ပွဲတွေကိုသင်ခန်းစာယူခဲ့ကြရပါတယ်။ဒီနေ့လေးမှာကျမတို့ဟာ Star Wars ရဲ့ကြွယ်ဝတဲ့စကြဝဠာကြီးကိုဂုဏ်ပြုရင်းမျိုးဆက်ပေါင်းများစွာကိုစိတ်ကူးယဉ်မှုတွေပေးခဲ့တဲ့ဒီဇလန်တွေကိုတန်ဖိုးထားကြပါတယ်။စွန့်စားခိုင်းတွေသူငယ်ချင်းတန်ရောစင်တွေမိသားစုအကြောင်းတွေကိုထင်ရပြနေတဲ့ Star Wars ဟာရုပ်ရှင်သက်သက်မဟုတ်ပဲကျမတို့ရဲ့ဘဝအပေါ်အပြူတစ်ပါးဆောင်တဲ့လွှမ်းမိုးမှုတွေပေးခဲ့ပါတယ်။ May the 4th be with you ဆိုတဲ့စကားစုလေးဟာဒီနေ့အတွက်ဒါမဟုတ်တနစ်ပတ်လုံးကျမတို့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်တဲ့စကားလုံးတစ်ခုပါပဲ။